တချို့ကြတော့ပရိတောင်မကင်တော့တာလီခဏန်းပေါင်းဆက်ကလေးနဲ့ခဏန်းဆက်ကလေးနဲ့ဆွဲပြီးတော့လှုပ်နေနော်ဘယ်နှပတ်ရပြီတို့ဘယ်နှခုရပြီနဲ့ဆိုပြီးတော့ခဏန်းပဲအာယုံပြုတ်ပြီးတော့စိတ်နေတာမျိုးလည်းရှိဘယ်နှခါရဘာမှလှုပ်เสียမလို့နော်1000ရမှ2000ရမှ3000ရမှမှတ်เสียမှမလို့တာဘုရားကိုအာယုံပြုတ်တယ်ဆိုအာယုံပြုတ်နေရင်ပြီးတာပဲအာယုံပြုတ်ဖို့လို့ဘုရားကိုအာယုံမရောက်တော့ပဲနဲ့ဘယ်အာယုံရောက်နေတော့ဆိုအရေးအတွက်ဘယ်နှပတ်ရှိသွားပြီလဲဘယ်နှပတ်ရှိသွားပြီလဲတနေ့ကိုမှတ်မယ်ဂုဏတော်ပရိ9000ပြည့်အောင်စိုက်မယ်ဆိုအခုဘယ်နှပတ်ရှိသွားပြီလဲဒါပဲကြည့်နေတာပြည့်သွားရင်သူကကိစ္စအေးသွားတယ်လို့ဒီလိုထင်နေတာအဓိကကတော့ကိုယ်စိတ်ဟာဘုရားဂုဏတော်ပေါ်မှာတတိတရားဆွဲဆွဲမြဲမြဲရှိနေဖို့ကပို့အရေးကြီးဆိုလိုတာဘာလို့မှန်ကန်ဖို့လိုတယ်လို့ဆိုလိုတာနော်ပြောတယ်ကြားဘူးတယ်စကိုင်းတောင်ရိုးမှာထုတ်ခေါင်ကြောင်ဆိုတာထုတ်ခေါင်ဆရာတော်ကြီးမင်းတို့မင်းကြီးလက်ထက်ကနာမည်ကြီးတဲ့ထုတ်ခေါင်ဆရာထုတ်ခေါင်ကြောင်ကနေပြီးတော့ကောင်းမှုတော်ဘုရားကြီးကိုသွားဖူးတဲ့အခါသူတပည့်တွေနောက်ကယောဂီတွေသီလရှင်တွေသံဃာတွေပါမှာပေါ့သွားတဲ့အခါထုတ်ခေါင်ကြောင်ကနေပြီးတော့ကောင်းမှုတော်ဘုရားသွားတာမေးလိုက်တယ်မေးတဲ့အခါဆရာတော်ကြီးကိုပြောရတယ်တပည့်တော်ပရိဘယ်နှပတ်ရတယ်ဗျနော်ထုတ်ခေါင်ကြောင်ကနေကောင်းမှုတော်ဘုရားသွားဖို့တော့ပရိဘယ်နှပတ်ရတယ်ကျွတ်လည်းတပည့်တော်ဂုံတော်ပရိ1000ရတယ်2000ရတယ်1000ရတယ်နဲ့ရှောက်ကြထုတ်ခေါင်ဆရာတော်ကြီးအေးဗျာခမည်းတော်တော့တော်လိုက်ကြတာကျုပ်ဖြင့်တလုံးတောင်မနေရအောင်စိတ်ရတယ်လို့ပြောဟုတ်တယ်လေတကယ်ဘုရားဂုဏ်တော်ကိုစိတ်ရောက်မှအဲ့ဒါလို့မဟုတ်ရင်နင်ပြီးနင်ဆင်းပဲသွားမှာပဲလေပရိလုံးလေးတွေဆွဲပြီးတော့ချနေတာနင်ပြီးနင်ဆင်းနင်ပြီးနင်ဆင်းပဲနောက်ဆုံးမှာဥပါဆင်းရမယ့်ပုံစံမျိုးဖြစ်နေနော်အဲ့ဒါလို့အရေးတွက်ပဲလိုက်တာတဲ့သဘောတွေဟာမှန်ကန်တဲ့ဟာမဟုတ်ဘူးဘုရားဂုဏ်ကိုအာရုံပြုနိုင်ဖို့အရေးကြီးတယ်နောက်ပိုင်းကျတော့ဘလို့ဖြစ်လာတော့ဆိုဘုန်းကြီးတို့နေပေါ်ရောက်တဲ့အခါမှာသွားတတိထားမိတယ်ဘိန်းလုံးကြီးတွေလောက်ထားတာရှိတယ်အဲ့ဒီမှာသူတို့မှလည်းမန္တန်ရွတ်တာတယ်မန္တန်ကိုဘယ်နှခေါက်ရွတ်ရမယ်ဆိုတဲ့ဟာရှိတယ်ပေါ့နော်မန္တန်ရွတ်ရင်ဘယ်နှခေါက်ရွတ်ဆိုအဲ့ဒီကနေကူးဆက်လာမန္တရတန္တရခိုင်းနေရဲ့အယူအဆတွေကဒီထဲမှာဝင်ရောလာနောက်မို့ဂုံတော်စိတ်ရင်ပတိဘယ်နှပတ်ပြည့်အောင်စိတ်ရမယ်တို့ဆိုတဲ့အယူအဆတွေဝင်လာမန္တန်နဲ့ဆက်ဆက်ပြီးတော့ဝင်လာတဲ့သဘောတွေပေါ့ဂုံတော်ကိုအာယုံရောက်အောင်လုပ်နိုင်ရင်တော့ကျိုးမရှိဘူးလို့မဆိုလိုပါဘူးသို့တော့စနစ်တကျတတိတရားကိုယ်တဏ္ဍာမှာတန်ဖိုးရှိတဲ့မြတ်စွာဘုရားဂုံပေါ်မှာလွှမ်းခြုံထားတဲ့တတိရှိဖို့လိုအပ်တယ်ခဏမောအာယုံရောက်နေရင်တော့ဂုံပေါ်ရောက်တာမဟုတ်ဘူးအဲ့ဒါကြောင့်ဂုံတော်ပေါ်အာယုံရောက်တာမဟုတ်ဘူး